လူဘဝရလာလို့ရှိရင်နံပါတ်1အရေးကြီးဆုံးလို့ပြောရမယ့်ဟာပါလဲလို့ဆိုရင်ကုသိုလ်ရဖို့စိတ်ကိုပြုပြင်တတ်ဖို့ဒါနံပါတ်1အရေးကြီးဆုံးပဲလို့ပြောစိတ်မထားတတ်လို့ရှိရင်ကုသိုလ်ဟာမဖြစ်တတ်ဘူးစိတ်ထားတတ်မှကုသိုလ်ဆိုတာရအကုသိုလ်ဆိုတာတွေကြတော့တန်တရားကအကျင့်ပါနေသည့်အတွက်ကြောင့်အကုသိုလ်ကလွယ်လွယ်လေးနဲ့ဖြစ်တယ်လူတွေရဲ့တဏ္ဍာမှာ40နဲ့အမြတ်မြင်စရာအာယုန်လေးတစ်ခုကိုမြင်လိုက်ရင်လောဘနဲ့နှစ်သက်တယ်ဒေါသနဲ့မုန်းတီးတယ်မောဟနဲ့အမှန်ကိုမသိလိုက်ဘူးဆိုလို့ရှိရင်မြင်မှုကိုအကြောင်းပြုပြီးတော့အကုသိုလ်စိတ်တွေပဲဖြစ်သွားပြန်တခါနာကအတန်လေးကိုကြားလိုက်တာနဲ့တပြိုင်နက်ตายရတဲ့အတန်ဆိုရင်လောဘနဲ့တွေးပြီးတော့မုန်းတီးတဲ့အတန်ဆိုရင်ဒေါသနဲ့တွေးတယ်သဘာဝတရားကိုမဆင်ခြင်နိုင်ဘူးဆိုလို့ရှိရင်မောဟနဲ့တွေးတဲ့အကုသိုလ်တွေဖြစ်ပြန်တာပဲအဲ့ဒါလို့မြင်သမျှကြားသမျှဆိုတဲ့အာယုန်ဒီပေါ်မှာလူတွေရဲ့စိတ်မှာအကုသိုလ်ဖြစ်တဲ့အကျိန်တွေကအလွန်အလွန်ကိုများတယ်အဲ့ဒီအကုသိုလ်ဖြစ်နေတဲ့အကျိန်တွေကိုရှင်းချနိုင်ဖို့ကဘာလို့ရမလဲဆိုတာမြင်တဲ့အခါမှာငါတဏ္ဍာမှာမြင်တဲ့အာယုန်ကိုအကြောင်းပြုပြီးတော့ဘယ်လိုစိတ်တွေဖြစ်တယ်လဲကြားတဲ့အာယုန်ကိုအကြောင်းပြုပြီးတော့ဘယ်လိုစိတ်တွေဖြစ်တယ်လဲလို့ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်မှုဆိုတာအဲ့ဒါကစားကြရမှာပဲအဲ့လိုဆင်ញင်သုံးသပ်နိုင်မှုအတွက်မြင်ချင်းကြားချင်းပေါ်မှာတတိထားတတ်မှုဆိုတဲ့တတိတရားလက်လွတ်သွားလို့ရှိရင်ဘာတွေဖြစ်တယ်ဆိုတာကိုသိနိုင်စွာမရှိဘူးပထမဘာဖြစ်တယ်ဆိုတာသိဖို့တတိထားလာလောကလူတွေဟာဘယ်ကိစ္စမှာပဲဖြစ်ဖြစ်တတိမထားရင်မသိလိုက်ကြဘူးပေါ့နော်ဒါမို့မြန်မာစကားမှာပြောတာရှိတယ်တတိမမူခုမမြင်နဲ့တတိမမူဘူးဆိုလို့ရှိရင်ကိုယ်မျက်စိအောက်မှာရောက်နေတာပဲဖြစ်စေမြင်နေမှမြင်တာအတန်ပေါ်လာတာဖြစ်စေကိုကြားချင်မှကြားလိုက်တယ်ဒါကြောင့်မို့တတိမူမိဖို့ဆိုတဲ့တတိတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားအလေးထားပြီးတော့ဟောတယ်မဂ္ဂင်၈ပါးထဲမှာလည်းတတိရှိရတယ်ဝိဇ္ဇင်9ပါးထဲမှာလည်းပဲတတိတရားကိုအလေးနဲ့ထားဟောထားတယ်ဒါကြောင့်မို့ပထမဆုံးကိုယ့်ကိုယ်ကိုနည်းနည်းမနဲ့လင်းလာတဲ့အချိန်ကစပြီးမျက်စိဖွင့်ကြည့်တဲ့အချိန်ကစပြီးမြင်တဲ့အာယုံပေါ်မှာဘယ်လိုစိတ်အခြေအနေတွေဖြစ်တယ်လဲဆိုတာကိုတတိထားမိဖို့လိုအပ်တယ်ပေါ့ကြားတဲ့အတန်တွေဒီနှစ်ခုကအရင်လာမှာပဲမြင်တယ်ကြားတယ်ဆိုတာမြင်တယ်ကြားတယ်မလားခင်လည်းပဲလာနိုင်တာတစ်ခုရှိတယ်တွေးတယ်ဆိုတာဒီပြားတွေတဲ့ပို့ပြီးတော့နီးစပ်တဲ့တွေးတော်မှုဆိုတာနဲ့ပတ်သက်လို့ရှိရင်လေစဉ်းကျင်စဉ်းစားလိုက်တယ်အဲ့ရကနိုးထလာတာနဲ့ငါဘာတွေတွေးမိတာလဲစဉ်းစားဆင်ခြင်ပြီးတော့လောဘနဲ့တွေးတဲ့အတွေးတွေလားဒေါသနဲ့တွေးတဲ့အတွေးတွေလားအကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားသိနိုင်စွာမရှိတဲ့မောဟနဲ့တွေးတဲ့အတွေးတွေလားလို့ဆိုတာတတိမူဖို့အရေးကြီးတယ်ပေါ့အဲ့ဒါလို့တတိမူတဲ့အလုပ်ကိုပဲ meditation လို့ပြောတာပါဒါပို့ပြီးတော့အရေးကြီးတယ်ပေါ့ကမ္မထမ်းထိုင်တယ်ဆိုတာမထိုင်ရဘူးမဟုတ်ထိုင်ရတယ်ပေါ့သို့တော့ကမ္မထမ်းအလုပ်ဆိုတာမနောကံဘာဝနာဆိုတာကိုစိတ်ထဲတော့ဆွဲမှတ်ထားဖို့လိုတယ်ကမ္မထမ်းအထုတ်တယ်ဆိုတာကာယကံမဟုတ်ဘူးဝစီကံမဟုတ်ဘူးပါဇက်ကပြောရတဲ့အရာမဟုတ်ဘူးခန္ဓာကိုယ်နဲ့အင်းနဲ့အားနဲ့အသုံးချပြီးလုပ်ရမယ့်ဟာမဟုတ်ဘူးပါလဲလို့ဆိုရင်စိတ်နဲ့လုပ်ရမယ့်အလုပ်ဖြစ်တယ်လို့ဆိုတော့ခန္ဓာကိုယ်ရဲ့အနေထားဘယ်လိုပဲနေသက်တာကလေးနေပြီးတော့ဆင်ញင်စဉ်းစားလို့ရတယ်ပေါ့
အိမ်ရင်လည်းဆင်ញင်စဉ်းစားနိုင်တယ်လမ်းလျှောက်ရင်လည်းဆင်ញင်စဉ်းစားနိုင်တယ်သက်သာသလိုထိုင်ပြီးတော့လည်းပဲဆင်ញင်စဉ်းစားလို့ရတယ်အဲ့ဒီဆင်ញင်စဉ်းစားမှုဆိုတဲ့မနောကံဟာဘာဝနာလုပ်ငန်းမှာအဓိကကျတယ်ချို့မှာကမ္မဋ္ဌာန်းထိုင်တယ်လို့ဆိုတဲ့အခါမှာပိုစချာကိုကြည့်ပြီးတော့မထိုင်နိုင်ဘူးဒီလိုကြာကြီးထိုင်ရင်ဒုက္ခတွေဖြစ်တယ်ဆိုကမ္မဋ္ဌာန်းထိုင်ရမှာကြောက်နေတယ်လို့ဖြစ်တယ်အဲ့ဒါကကမ္မဋ္ဌာန်းထိုင်တယ်လို့ဆိုတာအဲ့ဒါတမာတိအလုပ်ကိုလုပ်တဲ့ကျမ်းမာတဲ့ပုဂ္ဂိုလ်တွေခန္ဓာကိုယ်ကြန့်ခိုင်တဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားညွှန်ကြားထားတဲ့အတိုင်းတင်မလင်ခွေးခါးကိုမမတ်ထားအာယုရှိတဲ့ပုံမှာစိတ်ကိုလွတ်ပြီးတော့စူးစိုက်ပြီးတော့ထားရမယ်ဆိုတာဒါကအာနာပါနကျင့်စဉ်တစ်ခုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပို့ချပါဟောထားတယ်ကမ္မဋ္ဌာန်းထိုင်တိုင်းအဲ့လိုလို့ဒီလိုပြောလို့တာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့နာမည်ကကမ္မဋ္ဌာန်းထိုင်တယ်လို့ပြောပေမဲ့လို့ကမ္မဋ္ဌာန်းဆိုဒီမှာမနောကစိတ်အလုပ်သာဖြစ်တယ် physical posture ဘယ်လိုပဲနေလူရဲ့ position ကဘယ်လိုပဲထားအရေးကြီးဆုံးကတော့စိတ်ပိုင်းဆိုင်ရာမှာခုနကပြောတဲ့တတိတရားတွေရှိဖို့အစဉ်ဉာဏ်တွေဖြစ်ပေါ်လာဖို့ဒီဟာပဲအဓိကထားအဲ့တော့မထိုင်နိုင်လို့လည်းစိတ်ပူစရာမရှိဘူးမထိုင်နိုင်လို့စိတ်ပူစရာမရှိဘူးစိတ်ပူစရာကောင်းတာကတော့ဟိုတွေးဒီတွေးပြီးတော့အချိန်ဖြုံးနေတာစိတ်ထဲမှာပူးနေတာတွေတောကတွေဖြစ်နေတာအဲ့ဒါမှစိတ်ပူစရာကောင်းတယ်တောကတွေဖြစ်တယ်ဒေါမနတာတွေဖြစ်တယ်နောင်ရိပ်တွေးပြီးတော့စိတ်လေးနေတယ်ဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာမကြေမနက်ဖြစ်နေတယ်ဟိုလူစိတ်တိုင်းမကြဒီလူစိတ်တိုင်းမကြအဲ့ဒါလို့ကိုယ့်ရဲ့ကျမ်းမာရေးအတွက်တောကဖြစ်ပတ်ဝန်းကျင်အတွက်တောကဖြစ်အဲ့ဒါမှစိတ်မအေးဖြစ်เสียရှိတာတကယ်ပြောမယ်ဆိုလို့ရှိရင်မကြမ်းမာလဲစိတ်ပူเสียမရှိဘူးဘာဖြစ်လို့စိတ်ပူเสียမရှိတော့ဆိုဘယ်ရာပဲဖြစ်ခန္ဓာကိုယ်ကြီးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာမကြမ်းမာမှုဆိုတာတနေ့မလားတနေ့လာမှာပဲဒါလာတဲ့အချိန်မှာအဲ့ဒီနောက်ကိုစိတ်လိုက်မသွားဘူးအရေးကြီးတယ်ပေါ့မြတ်စွာဘုရားကဝေဒနာသုတ်တန်တစ်ခုမှာဟောထားတာဆိုရင် physical body မှာပိန်းရလို့ခန္ဓာကိုယ်ကြီးနာကျင်ကြိုက်ခဲတာကိုအကြောင်းပြုပြီးတော့စိတ်ကပါလိုက်နာလို့ရှိရင်အဲ့ဒါဒုက္ခနှစ်ချက်ခံရတာပဲတဲ့မြားတာနှစ်ချက်စုခံရတာပဲခန္ဓာကိုယ်မှာပိန်းရတာဒုက္ခဖြစ်တာဘုရားတောင်မှမလွတ်ဘူးလူတိုင်းမှာဖြစ်နိုင်တဲ့အရာတစ်ခုပဲရှောင်လို့မရတဲ့အရာတစ်ခုစေဝဒဆစားလို့ရှိရင်ပျောက်ကဲနိုင်တဲ့အရာတစ်ခုခုခေတ်မှာဆိုလို့ရှိရင်တော့ဆေးဝါးတွေအမတန်မှကောင်းတယ်ပေါ့ရှေးတုန်းကတော့ခန္ဓာကိုယ်ရဲ့နာကျင်မှုကိုတားဆီးဖို့ဆိုတာအမတန်မှခဲရင်းနေခုခေတ်တော့ပိန်ကီလာတွေတို့ပိန်ရီလီဗာတို့ဒါတွေရှိနေသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေဟာသက်သာမှုတွေအများကြီးရကြတယ်ပေါ့အရေးကြီးဆုံးကခန္ဓာကိုယ်ရဲ့နာကျင်မှုပေါ့ဒီလောက်ကြီးရေးကြည့်တာမဟုတ်ဘူးရေးကြည့်တာကတော့စိတ်နာတာပို့ရေးကြည့်တယ်လို့ဒီလိုပြောတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားစိတ်နဲ့ပတ်သက်လာပြီးတဲ့အခါကျတော့ဖြူစင်အောင်နှလုံးသွင်းဖို့ဆိုပြီးဇာဂရိယာနုယောဂလို့ဆိုတဲ့မြတ်စွာဘုရားရဲ့ကမ္မထံကျင့်စဉ်တစ်ခုအနေနဲ့နုကြာစိတ်ဖြူစင်အောင်ကြိုးစားမှုနဲ့ပတ်သက်ပြီးတော့ဟောထားတာရှိတယ်နေ့ခါမှာလမ်းလျှောက်လိုက်ထိုင်လိုက်ဘယ်လိုထိုင်ရမယ်ဘယ်လိုလမ်းလျှောက်ရမယ်ဆိုတာတောင်းမြတ်စွာဘုရားကဟောမထားပါဘူးဒီနေရာမှာတော့တာမန်ပဲသုံးပြီးတော့ဟောထားတာနေ့လယ်အချိန်မှာလမ်းလျှောက်ရင်
ထိုင်ရင်းနဲ့ကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ကုသိုလ်တရားမဖြစ်အောင်ဆုတ်ပိတ်တတ်တဲ့နိဝရဏတရားတွေကစိတ်ကိုသုတ်သင်ရမယ်လို့စင်ကြယ်စေရမယ်ဆိုခုနပြောတဲ့လောဘနဲ့ပတ်သက်တဲ့အတွေးတွေဒေါသနဲ့ပတ်သက်တဲ့အတွေးတွေဒါတွေမပေါ်အောင်ထိမ့်ချုပ်ဆောင်ရှောက်နေတာကိုပြောတာညမှာလည်းပဲအိမ်မပြောသေးခင်အချိန်မှာဒီလိုပဲလုပ်ရမနေ့စောစောမှလည်းပဲဒီလိုပဲလုပ်ရအဲ့ဒါကမ္မထာတရားအာထုတ်တာနဲ့ပတ်သက်လာလို့အချိန်များများကမ္မထာအာထုတ်တဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားကနေ့လည်အခါမှာတဏှီကုံနိဝရဏလို့ခေါ်တဲ့စိတ်ထဲမှာလောဘနဲ့တွေးတဲ့အတွေးတွေဒေါသနဲ့တွေးတဲ့အတွေးတွေဖိနမိတ်တာဆိုတဲ့အိတ်ချင်ထိုင်ခိုင်းမှုတွေဥဒိစ္စကောကုဆလို့ခေါ်တဲ့စိတ်ပြန့်လွယ်မှုတွေစိတ်ပူပန်မှုတွေဝိသိကိစ္စလို့ခေါ်တဲ့ဟိုတွေးဒီတွေးပြီးတန်တရားပွားနေမှုတွေအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုမဖြစ်ပေါ်လာအောင်ကောင်းမြတ်တဲ့အာယုန်တစ်ခုပေါ်မှာတတိနဲ့ဆင်ခြင်တုံတရားနဲ့ဒီလိုနေသွားတာဟာဒါကမ္မထာအထုတ်တယ်လို့ခေါ်တာပဲသာဂရိယလူယောဂညမှာလဲပထမယံဆိုတာည10နာရီလောက်ထိအောင်မျက်စိမယံအလေယံလောက်ကြတော့ခိတ္တခဏအပန်းဖြေအိပ်ဆက်ပြီးတော့နိုင်ပြန်2ချက်လောက်ညသကောင်ကြော်ပြီးတဲ့နိုင်ပြန်2ချက်လောက်လူဟာအမောပန်းပြေးပြီးတော့တရေနိုးလာတတ်တယ်ပေါ့အဲ့ဒီအချိန်မှာအဲ့ဒီတရေနိုးလာတဲ့မနေ့စောစောအချိန်ဟာလဲလူတန်တွေတိတ်ဆိတ်ပြီးတော့အလုံးဟာအိမ်မောကြနေတဲ့အချိန်ဟာမိမိအတွက်စိတ်လုပ်ငန်းလုပ်ဖို့အကောင်းဆုံးအချိန်တစ်ခုလို့နှောက်ယှက်တွေကင်းတဲ့အချိန်တစ်ခုဖြစ်လို့ဒါကြောင့်မို့မြတ်စွာဘုရားပစ္စည်းမယံမှာစောစောအိယာကထားပြီးတော့ခုနအတိုင်းပဲမိမိတဏ္ဍာမှာဖြစ်တဲ့အာယုန်တစ်ခုခုဆင်ញင်သုံးသပ်ပြီးတော့စိတ်ထဲမှာအကုသိုလ်မဖြစ်အောင်ဒီလိုလှုပ်ဆောင်ရမယ်ဒါလူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းတကယ်ကိုယ့်ရဲ့အကျိုးစီးပွားကိုလိုလားပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းကိုချစ်တယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီလုပ်ဟာမလွဲမသွေလုပ်ကြရမယ်လုပ်ငန်းတစ်ခုဘာဖြစ်လို့တော့ဆိုလို့ရှိရင်စိတ်ရဲ့အညစ်အကြေးတွေကိုမတန်ရှင်းနိုင်လို့စိတ်ထဲမှာပူပန်မှုတွေတောကတွေအကုသိုလ်ညစ်ကြေးတွေလွှမ်းမိုးလာပြီဆိုရင်ကိုယ့်ရဲ့အနာဂတ်အခြေအနေကကိုကအကောင်းကိုမျှော်ပေမဲ့လို့ကောင်းစရာအကြောင်းမရှိဘူးလောဘဒေါသမောဟစတဲ့ကိလေသာတွေရဲ့လွှမ်းမိုးမှုကြောင့်ဘယ်လိုပဲအကောင်းမျှော်အကောင်းဟာလာမှာမဟုတ်ဘူးတဲ့အဲ့ဒီအဆိုးတရားတွေရဲ့အကျိုးပေးကအကောင်းမလာသည့်အတွက်ကြောင့်ဘဝမှာနှိမ့်ချပြီးနောက်ဆုံးမှာဆင်းရဲဒုက္ခနဲ့ပြန်ပြီးတော့ကြုံနေကြအခုလူဘဝရောက်လာတယ်ဆိုတာကုသကံကောင်းတဲ့အလှည့်ကလေးတကွက်ကြုံလို့ခဏခဏလာရောက်ပြီးတော့အပန်းဖြေရတယ်လို့ဟာမျိုးလေးဖြစ်တယ်အဲ့ဒီအပန်းဖြေရတဲ့အချိန်လေးမှာလူဘဝရတဲ့ကုသကောင်းမှုရဲ့အရှိန်အဝါလေးကိုဆက်ပြီးမထိန်နိုင်ဘူးဆိုလို့ရှိရင်လူတွေအားလုံးဟာဘယ်ကိုပြန်ကြတာလဲလို့ဆိုလို့ရှိရင်စပိတ်ကျမ်းဂန်ထဲမှာဆိုထားသလိုလူတွေအားလုံးဟာကာမဂုဏ်အာယုန်စိတ်တွေနဲ့မေ့မျောပြီးတော့ပျော်စရာကိုသာကြံတွေးပြီးအပျော်ပါးထဲမှာသာစိတ်ဆိုင်နေကြတဲ့အတွက်ကြောင့်ပမတ္တသသနာမစတ္တရောအပါယတကခေဟာတရိတာအပယ်လေးပုံဟာကိုယ်အိမ်လိုပဲတဲ့သူတို့ဖို့ကိုယ်အိမ်ဆိုတာဘယ်မှာလဲအပယ်လေးပုံပဲအဲ့ဒီမှာသွားပြီးတော့ဒုက္ခခံကြဆိုပါစို့နေ့စဉ်နဲ့မြခန္ဓာကိုယ်ရောစိတ်ရောနှစ်မြုပ်ပြီးတော့လုပ်ငန်းတွေလုပ်နေကြရတဲ့ပုဂ္ဂိုလ်တွေဟာတခါတရံကျတော့ပင်လယ်ကမ်းခြေမှာသွားပြီးတော့အပန်းဖြေရတယ်လို့ပေါ့စိတ်လွတ်လပ်မှုလေးကိုယူပြီးတော့အပန်းဖြေရတယ်လို့
လူပြည့်တက်ပြည့်ရောက်လာတဲ့အခါအဲ့ဒါအပန်းဖြေတဲ့အချိန်ပိုင်းလေးလို့ဖြစ်တယ်ကိုရောစိတ်ရောနှိမ့်မြုပ်ပြီးတော့မောနေပန်းနေအောင်လုပ်နေရတယ်ဆိုတာအပယ်လေးပုံကြနေတဲ့အချိန်ကြတော့မောပန်းနေအောင်လူတွေဟာနားချိန်မရှိအောင်ဆင်းရဲဒုက္ခတွေတလဇက်နဲ့ခံစားပြီးတော့နေကြငရဲဆိုတာတော့ကိုယ်မမြင်ရလို့လက်တွေ့ကြည့်လို့မရနိုင်ဘူးပေါ့ဘုရားဟောထားတာကိုသာယုံပြီးတော့လက်ခံရတယ်ပေါ့သို့တော့ကိုမြင်ရတဲ့အစိတ်ပိုင်းလေးတွေကိုပဲကြည့်အောင်အပယ်လေးပုံထဲမှာအပါဝင်ဖြစ်တဲ့တိရစ္ဆာန်ဆိုတာလူတိုင်းမြင်နေကြတာသူတို့ဘဝလေးပဲစဉ်းစားကြည့်လိုက်သူတို့ကိုတပ်ဖြတ်စားတောင်းမှုမရှိဘူးဆိုတဲ့တိရစ္ဆာန်တွေကိုကြည့်အောင်စားစရာအတွက်လုံးမနေရတယ်သူခင်ဗျာများနော်အမြဲတမ်းနေစရာအတွက်စားစရာအတွက်ဒီလိုလုံးမနေကြအလွန်ကံကောင်းလို့လူတွေကမွေးထားတဲ့တိရစ္ဆာန်အချို့လောက်သူတို့တောင်မှပဲစကားပြောနိုင်တာမဟုတ်ဘူးကောင်းတဲ့အလုပ်တွေလုပ်နိုင်တာမဟုတ်ဘူးသူတို့မှဆိုလို့ရှိရင်အားရင်အိပ်မယ်စားရင်စားမယ်ပျော်ပါမယ်ဒါပဲရှိတယ်ပေါ့ဒီစိတ်ကလွဲလို့တခြားစိတ်ဖြစ်เสียအကြောင်းမရှိမတည့်တဲ့သူတို့အကောင်လာရင်ရန်ထောင်မယ်ဒေါသဖြစ်မယ်ဒေါသဖြစ်မယ်လောဘဖြစ်မယ်မောဟဖြစ်မယ်ဆိုတဲ့ဒါတွေနဲ့လွှမ်းမိုးပြီးတော့နေရလူတွေရဲ့ဟင်းလျာအဖြစ်အသုံးခံရတဲ့ကြက်တို့ဝက်တို့ဆိုတဲ့ဒီတတ္တဝါတွေရဲ့ဒုက္ခကြတော့အမှန်တမ်းကြီးတယ်လူတွေရဲ့ခိုင်းစေမှုကိုခံရတဲ့ကျွဲတို့နွားတို့ဆိုတဲ့တတ္တဝါတွေရဲ့ဒုက္ခဟာလည်းအမှန်တမ်းကြီးတယ်လူရဲ့ဆန္ဒအတိုင်းအကုန်လိုက်ပေးရကိုယ့်ကိုယ်ကိုပဲစဉ်းစားကြည့်အောင်သာသမီရှိတဲ့ပုဂ္ဂိုလ်ဟာသာသမီရဲ့ဆန္ဒအကုန်မလိုက်နိုင်ကိုယ်ပတ်ဝန်းကျင်ရဲ့ဆန္ဒအကုန်မလုံးနိုင်မိသားစုရဲ့ဆန္ဒအကုန်မလိုက်နိုင်ဒါတော့ကိုယ်ဆန္ဒရှိသေးတယ်ကိုယ်ဆန္ဒအတိုင်းဖြစ်နိုင်သေးတယ်ဟိုလူတွေရဲ့အခိုင်းအစေခံထားတဲ့ကျွဲနွားတိရစ္ဆာန်တွေဆိုတာသူတို့ဆန္ဒဆိုလုံးဝမရှိတော့လူရဲ့ဆန္ဒအတိုင်းပဲလုပ်နေကြရတယ်နေမကောင်းလဲလောက်ရမှာပဲဖြားနေလဲလောက်ရမှာပဲတခုနာကျင်ကြိုက်ခဲနေလဲလောက်ရမှာပဲဆိုအဲ့ဒီဘဝတွေကိုပြန်ပြီးတော့တွေးကြည့်လိုက်မယ်ဆိုရင်တို့တွေဖြစ်တာအဲ့ဒီဘဝဟာအများဆုံးလို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့လိုဟောတော့တို့လူဘဝရောက်နေတဲ့အချိန်လေးမှာပြောသလိုနေသွားကြမယ်ကိုယ်စိတ်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတာတွေကိုမပယ်ရှားနိုင်ကြဘူးဆိုလို့ရှိရင်တို့ရောက်သွားမဲ့ဘဝဟာတွေးကြည့်လို့တောင်မှမဝန်းစရာကောင်းတဲ့နေရာမျိုးတွေဖြစ်နေတယ်လို့ဒါတွေကကြိုတင်ပြီးတော့စဉ်းစားပြီးကြိုတင်ပြီးတော့သိရတယ်နောက်ကြမှသိလို့ရှိရင်တော့အပူပဲပေတဝတ္ထုဆိုတဲ့ပါဠိတော်ထဲမှာကြည့်လို့ရှိရင်လူဘဝတုန်းကပြောသလိုနေပြီးတော့ငရဲကြသွားတယ်ပြိတ္တာဘုံရသွားတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာဘာကိုတန်းတကြတုံးဆိုလို့ရှိရင်တို့မသိမိုင်မဲလို့လူဘဝတုန်းကလှုပ်ခွင့်နေကြောင်းရင်သားနဲ့မလှုပ်ခဲ့ဘူးပြောသလိုနေခဲ့ကြတယ်ဒီတစ်ခါလူပြန်ဖြစ်ရင်တော့ကုသိုလ်ကောင်းမှုတွေလှုပ်လိုက်မယ်လို့စိတ်ထဲကအဲ့လိုပြောကြတာတွေရှိတယ်အဲ့ဒါတွေဟာနောင်မရတဲ့အခါမှာနောက်ကျသွားတယ်နောက်ကျသွားရင်ဘာမှလုပ်လို့မရတဲ့အနေအထားမျိုးဖြစ်သွားတယ်ဒါကြောင့်မို့လူဘဝရလာတဲ့အခိုက်မှာအရေးကြီးဆုံးကတွေးမိတာနဲ့ပတ်သက်လာလို့ရှင်လေလောဘနဲ့မတွေးမိဖို့ဒေါသနဲ့မတွေးမိဖို့မောဟတွေမာမနတွေအကုသိုလ်တွေနဲ့တွေးမိမှုမရှိဖို့မျက်စိကမြင်တဲ့အာယုံနားကကြားတဲ့အာယုံအမြင်အာယုံအတန်အာယုံတွေနဲ့ဆုံတဲ့အခါမှာလည်းပဲလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်လို့တတိဆောင်ပြီးတော့တံပစညတရားဆင်ញင်တုံတရားလက်ကင်ထားပြီးတော့နေထိုင်ခြင်းဟာဒါကမ္မထာတရားအထုတ်တယ်လို့ဒီလိုပြောလို့ရတယ်ပေါ့အရေးကြီးဆုံးကအဲ့ဒါပဲကိုယ်စိတ်လေးမှာအကုသိုလ်တရားတွေမဖြစ်အောင်ဖြစ်လာလို့ရှိရင်ရှင်းလင်းအောင်
သုတ်သင်နေဖို့ဟာရေးကြည့်တယ်အဲ့တော့မဖြစ်အောင်ထိန်းတယ်ဆိုတာ तू ကတော့ဖြစ်မှာပဲဘာဖြစ်လို့ဖြစ်တာတော့ဆိုအကျင့်ကြီးပါခေါရွေးကျိုးတာလူစိတ်ကကြားတဲ့ပုံမှာကြားတဲ့အတန်ဟုတ်လားမြင်ရတဲ့အာယုံကြားရတဲ့အတန်ပေါ်မှာဆိုရင်ကောင်းတဲ့အရာဆိုလို့ရှိရင်လောဘကဖြစ်လိုက်မှာပဲမကောင်းတဲ့ဟာဆိုရင်ဒေါသကဖြစ်လိုက်မှာပဲအဲ့ဒါကခေါရွေးကျိုးနေတာအဲ့ခေါရွေးကျိုးနေတဲ့ဟာကိုဘာနဲ့ကာကွယ်လုပ်ရမလဲလို့ဆိုလို့ရှိရင်ခေါနာတတိနဲ့ကာကွယ်ရတတိထားနေရမယ်တတိထားနေလို့ရှိရင်ယောပါသွားတတိထားနေပြီးတဲ့အခါဆင်ញင်တုံတရားဆိုတာလာရအဲ့ဒီဆင်ញင်တုံတရားကိုဒီနေရာမှာယောနိသောမနတိကာရလို့တင်းစွာဆင်ញင်ဉာဏ်ရှိစွာနှလုံးသွင်းနိုင်မှုစိတ်ထားတတ်မှုလို့ဆိုလို့မြန်မာစကားထဲမှာပြောကြတယ်စိတ်ထားတတ်ရင်မြတ်တယ်စိတ်ထားတတ်ဖို့ဘယ်ရာပဲဖြစ်ဖြစ်စိတ်ထားမတတ်ဘူးသို့မဟုတ်ယောနိသောမနတိကာရမရှိဘူးဆိုရင်ကုသိုလ်မရနိုင်ကုသိုလ်အလုံးရဲ့ဖြစ်ပေါ်လာရမဟုတ်ဘူးလို့ပြောရမှာယောနိသောမနတိကာရယေကေစိကုသလာဓမ္မတဗ္ဗေတိယောနိသောမနတိကာရမူလကာတဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကဖြစ်ပေါ်လာတဲ့ကုသိုလ်မှန်သမျှဟာယောနိသောမနတိကာရပေါ်မှာအခြေခံတယ်လို့ပြောတယ်ယောနိသောမနတိကာရကြောင့်ဖြစ်တာတဲ့ဒါယောနိသောမနတိကာရဆိုတာဘယ်လိုအာယုံပဲလာသူက wise attention ဆင်ញဉာဏ်နဲ့နှလုံးသွင်းတတ်တာတော့ပုံပြီးနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတာယောနိသောမနတိကာရလို့ပြောတယ်အဲ့တော့ကုသိုလ်ဖြစ်အောင်ကဘယ်လိုနှလုံးသွင်းရမှာတော့မျက်စိကမြင်စရာအာယုန်လေးတစ်ခုလောဘဖြစ်စရာအာယုန်လေးတစ်ခုဖြစ်လာလို့ရှိရင်ကိုယ်မှာဆင်ញင်တုံတရားကဘာဆင်ញင်တုံတရားတော့ဆိုသူများပိုင်တဲ့ပစ္စည်းဆိုရင်ဒါသူများပိုင်တဲ့ပစ္စည်းသူ့မှာကုသိုလ်ကံရှိလို့ဒီပစ္စည်းကိုရထားတာဒီပစ္စည်းနဲ့ပတ်သက်ပြီးငါလောဘဖြစ်ရင်မသိတော့ဘူးငါမှလောဘမဖြစ်စေရဘူးလို့ဒီအတွေးမျိုးတွေးလိုက်တာနဲ့ဒါယောနိသောမနတိကာရလို့ခေါ်တာမုန်းเสียလူတယောက်ကိုတွေးလိုက်လို့ရှင်လည်းပဲကြည့်ငါမုန်းလို့သူဘာမှဖြစ်မှာမဟုတ်ဘူးငါမှသာငါရဲ့နှလုံးသားဟာညှဉ်းနှွမ်းသွားပြီးငါမှပဲအကုသိုလ်ဖြစ်တယ်မုန်းနေခြင်းဟာကျိုးမရှိဘူးလို့နှလုံးသွင်းလိုက်လို့ရှင်လေဒါယောနိသောမနတိကာရဆိုလိုတာကယောနိသောမနတိကာရဆိုတာကုသိုလ်ဖြစ်တဲ့ဘက်ကိုဥလှည့်ပေးရကုသိုလ်ဖြစ်တဲ့ဘက်ကိုဥလှည့်ပေးရဥပမာလူတယောက်ရဲ့အကျိုးစီးပွားလိုလားတဲ့စိတ်မေတ္တာကိုတည်ဆောက်ပြီးဆိုလို့ရှိရင်လူတိုင်းမှာအဆိုးနဲ့အကောင်းဆိုတာနှစ်မျိုးတွဲပြီးတော့လာတယ်လူတိုင်းမှာအပြစ်ဆိုတာလည်းရှိတယ်ကောင်းတဲ့အကွက်လည်းရှိတယ်ဆိုးတဲ့အကွက်လည်းရှိတယ်အဲ့တော့မေတ္တာပွားခြင်းလို့ရှိရင်သူ့ရဲ့ဆိုးတာတွေမကြည့်နဲ့ဆိုးတဲ့အပိုင်းတွေကိုဖယ်ထားလိုက်ကောင်းတဲ့အကွက်ကလေးကိုသာကြည့်ပြီးတော့မေတ္တာပွားဒါကိုယ်တဏ္ဍာမှာမေတ္တာဖြစ်ဖို့ကအဓိကဒီလူတယောက်ပေါ်မှာဘလောက်ဆိုးခဲ့တာငါပေါ်ဘလောက်ဆိုးတာဆိုတာအဲ့ဒီအဆိုးတွေသာတွင်လို့ရှိရင်မိတော့ကလေးကိုလေဖြူဖြူလေးတိုက်လာတယ်လို့ပဲသူကပို့ပြီးတော့ရှိန်မြင့်လာမှာလေပင့်မိလောင်ရလေပင့်ဆိုတာအဲ့ဒီအတွေးကပို့ပြီးတော့ပင့်ပေးလိုက်တဲ့အခါကျတော့ဒေါသတွေကပိုမြင့်လာဘယ်ဟာပဲဖြစ်ဖြစ်မိလောင်ရလေပင့်ဆိုတာလောဘဖြစ်ရင်လည်းတွေးလိုက်ရင်ပိုလောဘဖြစ်တယ်ဒေါသဖြစ်တဲ့အာယုံကိုတွေးလိုက်ရင်လည်းပို့ပြီးတော့ဒေါသအရှိန်မြင့်လာအဲ့တော့အဲ့ဒါတွေကိုမတွေးဘဲနဲ့တစ်ဖက်ကလှည့်ပြီးတော့တွေးရတယ်အဆိုးတွေတဲကအကောင်းကိုရှာအဆိုးတွေတဲကအကောင်းကိုရှာပြီးတော့မေတ္တာဘာဝနာပွားရတယ်လို့ဒီလိုဆိုတာအဲ့တော့လောဘဖြစ်လာလို့ရှိရင်လည်းပစ္စည်းတစ်ခုပေါ်မှာလောဘဖြစ်ရင်လူတယောက်ပေါ်မှာလောဘဖြစ်လာရင်တွေ့တာမှုတွေဖြစ်လာတယ်
ဆိုပါစို့မိဘနဲ့သားသမီးဆိုတော့မိဘကဒီသားဒီသမီးကိုသိချစ်တယ်တန်ရောစဉ်တွေသိဖြစ်လာသူ့ပေါ်မှာဖြစ်လာတဲ့တန်ရောစဉ်မလျှော့နိုင်ဘူးဆိုဘာတွေးရမလို့ဆိုအေးငါအိမ်ရောက်လာတာငါခေါ်ထားတာမဟုတ်ဘူးသူကံနဲ့သူလာတာပြန်ကျင်တော့လေသူ့ဘာသူပြန်มาငါကအရင်တော့ကသူ့ကိုသိတာမဟုတ်ဘူးခုမှသိတာငါလည်းတနေ့သိရမှာသူတို့လည်းတနေ့သိရမှာဆိုတဲ့အတွေးလေးတွေနဲ့တွေးလိုက်လို့ရှိရင်အလုံးလုံးရောကျသွားတာတွေးကြည့်ရင်ဒီတိုင်းပဲရော့သွားမှာပဲတွေ့တာမှုတွေတန်ရောစဉ်တွေရှော့ချလာနိုင်အေးဒီတွေ့တာမှုတန်ရောစဉ်ဟာငါလည်းအကျိုးမဖြစ်ဘူးသူ့လည်းအကျိုးမဖြစ်ဘူးသူ့မှာဘာလို့အပ်လဲလိုအပ်တာငါဖြည့်ဆည်းပေးမယ်ဟောမေတ္တာဘက်ကနေကြည့်တာသူလိုအပ်တာငါဖြည့်ဆည်းပေးမယ်သူကောင်းကျိုးကိုငါဆောင်ရွက်ပေးမယ်တက်တန်ရောစဉ်ဖြစ်နေလို့ငါအဖို့မှာဘာမှကောင်းကျိုးရမှာမဟုတ်ဘူးလို့အဲ့ဒီလိုမှန်ကန်စွာတွေးတောခြင်းဖြင့်တန်ရောစဉ်တရားကိုလျှော့ချပေးလို့ရတယ်ပစ္စည်းဥစ္စာလေးပေါ်မှာလည်းတန်ရောစဉ်ဖြစ်တတ်တယ်လူတွေဆိုလို့ရှိရင်လက်ဝတ်ရတနာတို့အဝတ်အထည်တို့တချို့ဆိုမိုးရဲ့မစားရဲ့ဒီလိုဖြစ်တတ်တာတွေရှိတတ်တယ်ပေါ့နော်ကိုသိစုံမဲ့တဲ့ပစ္စည်းဆိုရင်ကိုယ်တိုင်တောင်မသုံးရဘူးသူများကင်ကြည့်ဖို့ဆိုတာနေနေတာအဲ့ဒါမျိုးတောင်ဖြစ်တတ်တယ်အဲ့လိုဖြစ်လာလို့ရှိရင်စိတ်ထဲကခုနကယောနိသောမနတိကာရနဲ့ဘယ်လိုနှလုံးသွင်းရမလဲဆိုရင်အနိစ္စသဘောတရားကိုဆင်ញင်စဉ်းစားကြည့်ရအေးဒီပစ္စည်းလေးဟာငါမသုံးလဲငါကတော့လဲပစ္စည်းကိုစွန့်တာဖြစ်မယ်ပစ္စည်းကတော့လဲငါ့ကိုစွန့်သွားနိုင်တယ်ဟုတ်တယ်လေလူတွေဟာတချို့ဆိုရင်ဟိုမကြခင်ကတည်းကကြည့်ပါလားနေပြီးတော့သွားတဲ့လမ်းပေါ်မှာဝိတန်ချမ်းသာတဲ့မိသားစုလို့ကြားရတယ်တရားအောင်မှမကြံအောင်ကားအစီရင်နဲ့ဆုံးသွားတယ်အဲ့တော့လောကဆိုတာမရည်မြော်ပဲနဲ့ရည်မှန်းချက်မရှိပဲနဲ့ဖြစ်တတ်ဖြစ်သွားတဲ့အခါမှာကြည့်ဒီပစ္စည်းဥစ္စာတွေဟာကိုယ်ကစွန့်သွားတယ်လို့ခေါ်တယ်။ဩတခါတည်းကြတော့ကိုယ်ကအသက်ထင်ရှားရှိပေမဲ့ပစ္စည်းတွေမနေ့တုန်းကတစ်နှစ်တုန်းကမင်္ဂလာဈေးကြီးမီးလောင်သွားတယ်ဆိုပစ္စည်းတွေအများကြီးပါသွားကြတာပဲ။အဲ့ဒါပစ္စည်းကကိုယ်ကိုစွန့်သွားတယ်လို့ခေါ်တာ။အဲ့တော့ပစ္စည်းကလည်းကိုယ်ကိုစွန့်တတ်တယ်ကိုယ်ကလည်းပစ္စည်းကိုစွန့်ခဲ့ရတတ်တယ်။ဒီနှမျိုးဟာကြုံရတတ်တာဖြစ်သောကြောင့်မကြုံရတော့မှဒီပစ္စည်းနဲ့ကိုယ်နဲ့တွဲလို့ရတဲ့အတိုင်းအတာတစ်ခုဟာချိန်ပိုင်းလေးပဲနော်ချိန်ပိုင်းလေးဆိုတာဆင်ញင်စဉ်းစားကြည့်ရသက်60ရှိတဲ့ပုဂ္ဂိုလ်တယောက်ကအေးဒီပစ္စည်းကိုငါသုံးမယ်ဆိုလို့ရှိရင်တွဲကြည့်လိုက်ရင်နောက်ထပ်အနှစ်40တဲ့ပို့ပြီးတော့မသုံးနိုင်ဘူးဒီတဲ့ပို့ပြီးတော့ငါနဲ့အတူတူရှိမှာမဟုတ်ဘူးဆိုတော့အတွေးလေးတွေတွေးပြီးတော့ကိုရှိနေတဲ့ချိန်မှာဒီပစ္စည်းဆိုတာအသုံးချဖို့ဖြစ်တယ်သုံးရမယ်လို့ဆိုတဲ့စိတ်ထားလို့ရှိရင်ပစ္စည်းပေါ်မှာနှမျောတွန့်တော်မှုဆိုတာပျောက်ကွယ်သွားနိုင်တယ်ဘယ်ရာပဲဖြစ်ဖြစ်စင်ကြင်တုံတရားအမတ္တမအရေးကြီးတယ်အဲ့ဒါကိုပဋိသင်္ခါရဗလလို့ခေါ်တယ်စင်ကြင်မှုစွမ်းအားဟာသိအရေးကြီးတာလောကမှာစင်ကြင်စဉ်းစားမှုဖြင့်အကုသိုလ်တွေတော်တော်များများကိုဖယ်ရှားထားနိုင်အဲ့ဒါကိုမြတ်စွာဘုရားကပဋိသင်္ခါရဗလားတဲ့စင်ញင်မှုစွမ်းအားကိုသုံးချပြီးတော့မိမိရဲ့တဏ္ဍာမှာအကုသိုလ်တွေမဖြစ်ရအောင်အကုသိုလ်တွေဖယ်ရှားနိုင်အောင်ကြိုးစားအထောက်ရမယ်လို့အဲ့တော့ကိုယ့်ဘဝကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တိုင်းကိုယ့်ကိုယ်ဘဝမှာအဆင့်မြင့်တဲ့မြင့်သွားခြင်းတဲ့ပုဂ္ဂိုလ်တိုင်းလူတိုင်းကတော့ကြည့်လိုက်မယ်ဆိုရင်ကိုယ့်ဘဝတန်ဖိုးထားကြတာပဲဘဝဒီဘဝတဲ့နောက်ဘဝမြင့်တင်သွားဖို့စိတ်ရှိကြတာကြီးပဲကောင်းတဲ့ကောင်းတာရောက်ဖို့စိတ်ဆန္ဒရှိကြတာကြီးပဲစိတ်ဆန္ဒရှိကြတာချင်းတူတူပဲအကြောင်းတရားကိုအမှန်မသိသည့်အတွက်ကြောင့်ကြီးပွားတိုးတက်ခြင်းအကြောင်းကဘာလဲအဲ့ဒီကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတရားတွေငါဘာလုပ်ရမလဲဆိုတာမသိသည့်အတွက်ကြောင့်မှားယွင်းနေလုပ်ပြီးတော့ကြီးပွားခြင်းလည်းဆုပ်ယုပ်သွားတယ်မြင့်တက်ခြင်းလည်းနှိမ့်ကျသွားကြကောင်းကျိုးချမ်းသာတွေရခြင်းလည်းဆင်းရဲဒုက္ခချုပ်သွားကြ
အဲ့တော့ဖျားပွင့်တဲ့အခါမှာဒါတွေကမှန်မှန်ကန်ကန်သိခွင့်ရတယ်ပေါ့တရားဓမ္မတွေကိုနားလဲရတဲ့အခါကျတော့လုံတင်တာနဲ့မလုံတင်တာခွဲခြားပြီးတော့သိလာတယ်ဘယ်လိုတွေးရမယ်ဘယ်လိုစဉ်းစားရမယ်အကုသိုလ်ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ဒီနည်းစနစ်တွေကိုသိလာတာဒီနည်းစနစ်တွေတိုင်လိုက်နာကျင့်သုံးခြင်းဖြင့်ကိုယ်ဘဝမှာတန်ဖိုးရှိတဲ့ဘဝတစ်ခုဖြစ်လာနိုင်တာပေါ့တရားဆိုတာလက်တွေ့ကျင့်သုံးရမှာလက်တွေ့ကျင့်သုံးတယ်ဆိုတဲ့ဟာမှာစိတ်အလုပ်ဖြစ်တယ်ဘာဝနာလုပ်ငန်းတစ်ခုဟာစိတ်အလုပ်ဖြစ်သည့်အတွက်ကြောင့်ပို့ပြီးတော့လက်တွေ့ချဖို့လိုအပ်တယ်ပေါ့ကိစ္စကြုံတိုင်းနှလုံးသွင်းတတ်ရနှလုံးသွင်းဆင်ခြင်ဖို့လိုအပ်တယ်မြတ်စွာဘုရားကဘဝအရေးနဲ့ပတ်သက်ပြီးတော့သာဝရတွေးဆိုတာဒါ meditation တစ်ခုပဲပေါ့ meditation တစ်ခုပဲအဲ့ဒီ meditation ဟာလေလူတိုင်းလုပ်တဲ့ဟာတစ်ခုပဲကိုယ့်နေထိုင်တဲ့အခါမှာအကြခဏစဉ်းစားပေးရမယ်ဟာပါလဲဆိုတို့ဘဝတို့ရထားတဲ့ခန္ဓာဆိုတာဥခြင်းသဘောရှိတယ်နာခြင်းသဘောရှိတယ်သိခြင်းသဘောရှိတယ်ဥခြင်းနာခြင်းသိခြင်းဆိုတာတွေကိုမလွန်မြောက်သေးဘူးဘယ်တော့မှကြော်လွှားလို့ရမှာမဟုတ်ဘူးဆိုတာတွေးပြရမယ်အဲ့ဒီလိုတွေးတောခြင်းဖြင့်ဘာဖြစ်လာလဲဆိုရင်ခေါဏကတန်ရောစဉ်တွေရှော့ချလာနိုင်တယ်အချိန်ဖြုံးတာတွေရှော့ချလာနိုင်တယ်အချိန်ရဲ့တန်ဖိုးကိုပိုသိလာပူခြင်းနာခြင်းသိခြင်းဆိုတာတွေမရောက်ခင်ငါတစုံတစ်ခုလုပ်ရမယ်မလုပ်ရင်ငါဘဝမှာဘာမှရလိုက်မှာမဟုတ်ဘူးဆိုတဲ့တတိစွမ်းအားတွေတက်လာတယ်ပညာစွမ်းအားတွေတက်လာဒါအကျိုးပဲဒီလိုဆင်ញင်လိုက်လို့စိတ်ပူပန်မှုတွေရောကြသွားပြီးတော့တတိစွမ်းအားဉာဏ်စွမ်းအားတွေရလာတာဒါအမတန်မှကြီးမားတဲ့အကျိုးတစ်ခုပဲဒီလိုစိတ်လေးဖြစ်ဖို့ဆိုတာအမတန်မှခဲရင်တယ်ဒါကြောင့်မို့လို့ဒီလိုစိတ်ဖြစ်လာအောင်တတိဆောင်ကြရမှာဖြစ်တယ်နောက်တစ်ခုဆင်ញင်စဉ်းစားရမှာဘာလို့ဆိုလို့လောကမှာမြင်သမျှတတ္တဝါတွေဟာငါပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ကိုလုံးသမျှကိုနဲ့သက်ဆိုင်တယ်နော်ကမ္မဒါယရတို့နောက်ဆုံးအမွေခံရမှာကိုလုံးခဲ့တဲ့လုပ်ရက်တွေတို့အမွေခံရမှာဒါလည်းဆင်ញင်စဉ်းစားပြရမယ်တဲ့ကောင်းတာလုပ်ရင်လည်းကောင်းတဲ့အမွေမကောင်းတာလုပ်ရင်လည်းမကောင်းတဲ့အမွေငါပဲရမှာပဲလို့ဒီလိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာဖြစ်တုံးဆိုမကောင်းတဲ့အမွေဆိုတော့ဘယ်သူမှမခံနိုင်ဘူးလေကောင်းတဲ့အမွေကိုသာခံကျင်တာဒါကြောင့်မို့လို့မကောင်းတာတွေကိုတတိထားပြီးတော့ရှောင်ကျဉ်လာတယ်ကောင်းတာတွေကိုကြိုးစားပြီးတော့လှုပ်ဖြစ်လာတယ်ဒါကြီးမားတဲ့အမြတ်ကြီးတစ်ခုပဲအလွန်ကြီးမားတဲ့အမြတ်တစ်ခုနောက်တစ်ခုဆင်ញင်သင့်တာလားမိသားစုနဲ့ပဲနေမိတ်ဆွေသင်္ကားတွေနဲ့ပဲနေပစ္စည်းဥစ္စာတွေပိုင်ဆိုင်တာပဲဖြစ်ငါမြတ်နိုးတဲ့ပုဂ္ဂိုလ်တွေငါမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေတနေ့ကြလို့ရှိရင်ငါနဲ့ကွဲတော်မှာပဲခွဲခွာရမှာပဲလို့ဒီသဘောကိုဆင်ញင်စဉ်းစားပေးရတယ်တဲ့အဲ့လိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာကိုလျှော့ချနိုင်လို့ဆိုရင်တွေ့တာမှုတွေကိုလျှော့ချပေးသွားတွေ့တာမှုကိုလျှော့ချပေးလိုက်နိုင်တာနဲ့တပြိုင်နက်သောကဆိုတာရောချသွားတယ်တွေ့တာမှုကိုမလျှော့ဘဲနဲ့သောကကိုလျှော့အောင်လုပ်လို့မရဘူးလူတွေကများသောအားဖြင့်ကြိုးစားနေတာတွေ့တာမှုကိုမလျှော့ဘဲနဲ့သောကလျှော့ဖို့ကြိုးစားနေကြတယ်တွေ့တာမှုကြောင့်သောကဖြစ်တယ်လို့သိမသိဘူးသာသမီပေါ်တွေ့တာတို့ပစ္စည်းဥစ္စာပေါ်တွေ့တာတို့မိတ်ဆွေသင်္ကားပေါ်တွေ့တာမှန်သမျှဟာတောကကိုဖြစ်စေတယ်အဲ့ဒီတွေ့တာမှုတွေကိုလျှော့ချပြီးတွေ့တာမှုကိုဘာနဲ့အစားထိုးရမလို့ဆိုမေတ္တာနဲ့ပဲအစားထိုးရမယ်မေတ္တာဆိုတာတွေ့တာမဟုတ်ဘူးမေတ္တာကအကျိုးစီးပွားကိုလိုလားတာမိတ်ဆွေတွေပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးထားတယ်အမှန်တမ်းမှတန်ရှင်းတယ်လောကမှာမိသားစုမှာလည်းမေတ္တာနဲ့နေလို့ရတယ်။တန်ရောစင်နဲ့မနေဘဲနဲ့မေတ္တာနဲ့နေလို့ရတယ်။မေတ္တာနဲ့နေတာကပိုပြီးတော့အဆင်ပြေတယ်။
မေတ္တာနဲ့နေပို့ပြီးတော့အဆင်ပြေတယ်သူကောင်းကျိုးလိုလားတယ်ပတ်ဝန်းကျင်ကောင်းအောင်အာယုံဆိုင်တယ်အမြဲတမ်းဟောတန်ရောစဉ်ဆိုတာသူ့ကိုမြင်နေရမှမမြင်ရလို့ရှိရင်ကိုယ်စိတ်ထဲမှာပူတယ်ကိုယ်မျက်စိအောက်ကပျောက်နေလို့ရှိရင်ပူနေတယ်တွေးတယ်တစုံတစ်ခုများဖြစ်သလားတော့ဒီလိုတောကတွေကိုဝင်စေတတ်တယ်ဒါကြောင့်မလို့အဲ့ဒီတောကဆိုတာတွေကိုရှော့ချခြင်းလို့ရှိရင်ပစ္စည်းပေါ်တွေ့တာပဲဖြစ်ဖြစ်လူပေါ်တွေ့တာပဲဖြစ်ဖြစ်အဲ့ဒီတွေ့တာမှုကိုရှော့ချနိုင်ရမယ်တဲ့အဲ့ဒီလိုရှော့ချဖို့ရအတွက်အမှန်ကန်စဉ်းစားတတ်ဖို့လိုတယ်အဲ့ဒီလိုအမှန်ကန်စဉ်းစားခြင်းဟာပဋိသင်္ခါရဗလားဆင်ញင်မှုစွမ်းအားလို့ခေါ်တယ်အရေးကြီးဆုံးကအဲ့ဒီအမှန်တိုင်းဆင်ញင်စဉ်းစားနေတာ meditation သို့မဟုတ် contemplation ခုခေတ်ပြောနေတဲ့ကမ္မထာအားထုတ်တယ်ဆိုတာအဓိကကြတာအဲ့ဒါအဓိကကြပို့ပြီးတော့အခုများသောအားဖြင့်ကမ္မထာထိုင်တယ်ဆိုတာတွေက concentration သွားလုပ်ကြတာတွေကိုကမ္မထာထိုင်တယ်လို့ပဲအများပြောတယ်ဆယ်စခန်းဝင်လိုက်တယ်သွားပြီးတော့ဝင်တယ် concentration ပဲအာရုံတစ်ခုပေါ်မှာစိတ်ကိုတစ်ခါတည်းတည်ငြိမ်သွားအောင်ကြိုးစားတယ်တခါတရံကျတော့ဒီ10ရက်တာပြည့်သွားရော concentration ကဟုတ်ဒီပတိမရခဲ့ပြန်ထွက်လာတယ်အသိဉာဏ်ပါမလာဘူးထုံရင်းအတိုင်းပဲပြန်ဖြစ်သွားတယ်ရထဲရောက်တော့တိုးတက်မှုမရှိဘူးလို့ကိုယ်စိတ်ထဲမှာလည်းထင်ကောင်းထင်လိုက်အဲ့ဒါကြောင့်မို့လို့ concentration ဆိုတာမလုပ်ရဘူးတော့မဟုတ်လုပ်ရ contemplation လုပ်ရင်ပါလာတဲ့ concentration ဟာလည်းမတန်တမိုးရှိပါတယ် contemplation ဆိုတာအခုပြောတဲ့ဆင်ញင်မှုစွမ်းအားတွေပဲမှန်မှန်ကန်ကန်ဆင်ញင်တတ်ရမယ်မှန်မှန်ကန်ကန်တွေးတောတတ်ရမယ်အဲ့ဒီမှန်မှန်ကန်ကန်ဆင်ញင်ခြင်းမှန်မှန်ကန်ကန်တွေးတောခြင်းဟာအဗ္ဗဓမ္မတန်ဖိုးကြီးတယ်တဲ့အဲ့ဒီတန်ဖိုးကြီးတဲ့ဟာပညာလို့ခေါ်တာပေါ့အဲ့ဒါကိုပဲအနုပတ္တနာလို့လည်းခေါ်တယ်အနုပတ္တနာဆိုတာသင်လျော်အောင်ဆင်ញင်စဉ်းစားရှုမြင်သုံးသပ်ခြင်းသို့မဟုတ်အဖန်မှန်ထပ်ထပ်ရှုမြင်သုံးသပ်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့မြတ်စွာဘုရားကတော့အလုံးခြုံပြီးငုံပြီးအောင်တတိပဋ္ဌာန်တရားမှာဆိုရင်ကာယ ानु ပတ္တနာဝေဒနာ ानु ပတ္တနာစိတ် ानु ပတ္တနာဓမ္မ ानु ပတ္တနာလို့အနုပတ္တနာလုပ်ဖို့အာယုံ၄မျိုးပေးထားတာဒီ၄မျိုးကလွဲပြီးမလုပ်ရဘူးလို့ပြောတာတော့မဟုတ်ဘူးဒီ၄မျိုးထဲမှာတနည်းမဟုတ်တနည်းအကျုံးဝင်တယ်လို့ပြောတာခုနကပြောနေတဲ့ကိုယ့်ရဲ့သဘာဝတွေကိုဆင်ញင်စဉ်းစားတယ်ဆိုတာအများအားဖြင့်ဓမ္မ ानु ပတ္တနာထဲမှာအကုန်အကျုံးဝင်တယ်ပေါ့အဲ့ဒါကြောင့်ဒီအဖမှန်ထက်ဆင်ញင်သုံးသပ်ခြင်းဆိုရယ် contemplation အဲ့ဒါ contemplation ဟာဘဝမှာအဗ္ဗဓမ္မတန်ဖိုးရှိတယ်ပင်မတဲ့အရာလည်းမဟုတ်ဘူးခုနက concentration လုပ်ဖို့ရအတွက်ကမ္မထာကိုကြာရှည်ထိုင်ဖို့ဆိုတာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်လည်းမထိုင်နိုင်ဘူးအသက်အရွယ်မကြီးတော့လည်းပဲခန္ဓာကိုယ်ကြန့်ခိုင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေကမထိုင်နိုင်ဘူးမထိုင်နိုင်တဲ့အခါကျတော့ meditation ရဲ့သဘောကိုမသိသည့်အတွက်ကြောင့် meditation လုပ်ရမှာကြောက်လန့်နေတယ်လို့ဖြစ်တယ်အဲ့တော့ကြောက်လန့်စရာမရှိဘူး meditation ဆိုတာစိတ်အလုပ်ပဲเนาะမနောကံလို့ခေါ်တယ်ဘာဝနာဟာမနောကံတက်တက်ပဲဖြစ်တယ်ဒါကြောင့်မို့လို့စိတ်ထဲကနှလုံးသွင်းပြီးစိတ်ထဲမှာအကုသိုလ်မဖြစ်အောင်စိတ်နဲ့စိတ်ကိုပြန်ရှင်းပစ်တာပဲအဲ့တော့ကိုမွေးရမယ့်စိတ်ကတစ်ခုသဘာဝအားဖြင့်ဖြစ်နေတဲ့စိတ်ကတစ်ခုလို့ဒီလိုနှစ်ခုခွဲပြီးတော့မှတ်ကြည့်အောင်မြင်လိုက်လို့ရှိရင်မြင်တာကိုသိလိုက်တဲ့စိတ်ကဒါပဂရိစိတ်လို့ပြောရင်ပြောလို့ရတယ်အဲ့ဒီမြင်လိုက်တဲ့စိတ်ရဲ့ဒီအာယုံပေါ်မှာဖြစ်ပျက်သွားတဲ့သဘောတွေကိုနောက်ကတတိထားတဲ့ meditation စိတ်ကလိုက်ပြီးတော့သိသွားတယ်အဲ့ဒီ meditation စိတ်ဟာဘယ်သူနဲ့တွဲလာတော့ဆိုတတိတို့တမ္ပစညာတို့ဝီရိယတို့ဒီစွမ်းအားတွေနဲ့တွဲလာတယ်သူကသူဖြစ်တဲ့စိတ်ကတတိမပါဘူးဝီရိယလည်းမပါဘူးသူကသူ automatic လို့သွားတာသူကမြင်လိုက်ရင်မြင်မှန်းသိလိုက်တယ်ကြားရင်ကြားတာကိုကြားအတန်ကြားလိုက်ရင်လည်းကြားတာကိုသိတယ်အနံ့ရရင်လည်းနာမှန်းသိတယ်အရသာပေါ်ရင်လည်းပေါ်မှန်းသိတယ်ထိရင်လည်းထိမှန်းသိလိုက်တယ်ဒါတွေကစိတ်ရဲ့သဘာဝရဲ့တုံ့ပြန်ချက်တွေအနေနဲ့သွားနေတာအဲ့ဒါကပဂရိစိတ်ဆိုတာတော့အဲ့ဒီပဂရိစိတ်မှာနောက်ထပ်ဆက်ပြီးတော့တွေးလိုက်တာတွေကလိုချင်တဲ့လောဘနဲ့တွေးတယ်မုန်းတီးတဲ့ဒေါသနဲ့တွေးတယ်ဆိုတော့အကုသိုလ်တွေကြီးပဲဆက်လာနေတယ်သူကအဲ့ဒီနေရာမှာမုန်းတီးတဲ့စိတ်မဝင်အောင်လိုချင်တဲ့စိတ်မဝင်အောင်ဆိုတဲ့
တတိနဲ့တမ္ပဇေညစွမ်းအားနဲ့ပြန်ထိန်းလိုက်တာပြန်ထိန်းလိုက်သည့်အတွက်ကြောင့်သူ့အတွေးမှာလောဘမပါလာတော့အတွေးမှာဒေါသမပါလာဘူးအတွေးမှာမောဟမပါလာဘူးတတိနဲ့တွေးတယ်ပညာနဲ့တွေးတယ်ဆိုတဲ့ဒီအတွေးလေးတွေပါလာသည့်အတွက်ကြောင့်စဉ္ညတုံတရားတွေပြည့်လာနောက်ဆုံးမှာတတိစွမ်းအားတွေပညာစွမ်းအားတွေမြင့်တက်လာပြီဆိုလို့ရှိရင်လောဘနဲ့အတွေးဟာဘယ်တော့မှပေါ်မလာတော့ဘူးဒေါသနဲ့အတွေးဟာလည်းဘယ်တော့မှပေါ်မလာတော့ဘူးမှန်မှန်ကန်ကန်သဘာဝအတိုင်းသိမြင်တဲ့အတွေးမြတာပေါ်လာတယ်ဆိုတဲ့အဆင့်ကိုရောက်သွားနိုင်အဲ့ဒီအဆင့်ရောက်အောင်ကိုယ်စိတ်ကိုကြိုးစားပြီးပြင်တာဒါ meditation လုပ်ငန်းပဲပေါ့အဲ့ဒီလိုလှုပ်ရင်းနဲ့နောက်ဆုံးမှာကိုကြည့်တဲ့အာယုံတစ်ခုကိုယ်စိတ်ထဲမှာပေါ်လာတဲ့အာယုံတစ်ခုလိုက်ရင်နဲ့ဒီအာယုန်တွေပေါ်မှာနှစ်သက်ကျေနပ်မှုဆိုတာဘာမှရှာမတွေ့တော့ဘူးအပြည့်အနာစာတွေပဲတွေ့တယ်နောက်ဆုံးဖြစ်ပြီးတော့ပြတ်သွားတဲ့သဘောတွေပဲတွေ့တယ်နောက်ဆုံးမှာကိုမပိုင်တဲ့သဘောတွေကိုတွေ့လာပြီးဒီသင်္ခါရအာယုန်တွေပေါ်မှာညီငွေစရာတွေစိတ်ပြည့်စရာတွေဒါတွေကအမြဲတမ်းဖြစ်လိုက်ပြတ်လိုက်တွေဖြစ်နေတော့ဒီသင်္ခါရတွေပေါ်မှာစိတ်ဟာပထမတော့ညီငွေတယ်လွတ်မြောက်ခြင်းတယ်ဆိုတဲ့သဘောတွေပေါ်လာပြီးနောက်ဆုံးကြတော့ပြန်ပြီးဆင်ញင်သုံးသပ်လာပြီးတော့ဒီသဘာဝတရားတွေနဲ့စိတ်ဟာနေသားတကြဖြစ်လာညီငွေမှုဆိုတာမရှိတော့ဘူးเนาะဒီချစ်ခင်မှုတွေ့တာမှုဆိုတာမရှိတော့ဘဲနဲ့သဘာဝတရားတစ်ခုကိုယ်နဲ့မဆိုင်တဲ့အရာတစ်ခုကိုထိုင်ကြည့်နေတဲ့အနေအထားမျိုးရလာပြီးနောက်ဆုံးကြတော့အဲ့ဒီဖြစ်ပြမှုတွေသင်္ခါရတရားတွေဟာလုံးဝဆုံးသွားတဲ့နေရာလေးတစ်ခုကိုရောက်သွားတယ်ပေါ့ဒီအာယုန်လေးတစ်ခုကဆုံးသွားတဲ့နေရာလေးအာယုန်လေးတစ်ခုရောက်လိုက်တာနဲ့တပြိုင်နက်တန်တရားကပါလာတဲ့လောဘတွေဒေါသတွေမောဟတွေဟာအကုန်လုံးဘန်းတောင်းပေါ့လောင်ခံလိုက်ရတာအဲ့ဒီနေရာလေးကိုရောက်လိုက်တဲ့အခါကျရင်မာနတွေလည်းပျောက်သွားတယ်လောဘတွေလည်းပျောက်သွားတယ်ဒေါသတွေလည်းပျောက်သွားတယ်အဲ့ဒါကိုပဲဒီသင်္ခါရတွေရဲ့ချုပ်ဆုံးသွားတဲ့အနေအထားတစ်ခုနိဗ္ဗာန်လို့ပြောတာအဲ့ဒီနိဗ္ဗာန်ကိုအာယုန်ပြုပြီးအဲ့ဒီအဆင့်ကိုရောက်သွားတဲ့စိတ်ကလေးကနိဗ္ဗာန်နဲ့အာယုန်ပြုပြီးတော့ထိတွေ့လိုက်တဲ့စိတ်ကလေးကသင်္ခါရတရားတွေရဲ့အဆုံးနိဗ္ဗာန်ကိုမြင်တဲ့စိတ်ကလေးကတဏှာကပါလာတဲ့အနုတ္တယဓာတ်ပါမကြကိရိတာတွေကိုအကုန်လုံးမဲ့လေးစက်ဖို့လေးစက်ဖြင့်အကုန်လုံးညှိမ့်သက်ဖယ်ရှားပြနိုင်တယ်လို့အဲ့တော့သွားရမယ့်လမ်းကြောင်းကဒီတစ်ခုတည်းကနေသွားတာပဲဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်ခြင်းဖြင့်ဝိပဿနာဉာဏ်ရင့်သက်လာတဲ့အခါမှာနောက်ဆုံးသင်္ခါရတွေချုပ်ဆုံးသွားတဲ့အဆုံးကိုရောက်သွားတာနဲ့တပြိုင်နက်ကိလေသာတွေအားလုံးအကျဉ်းချမရှိအောင်ဖယ်ရှားနိုင်တယ်၄ချိန်၄ကဖြစ်ပြီးနောက်ဆုံးမှာကိလေသာဆိုတာအားလုံးကုန်သွားတယ်လို့နိဗ္ဗာန်ကိုအာရုံပြုနိုင်တယ်ဆိုတဲ့အဲ့ဒီအဆင့်ရောက်ပြီဆိုတဲ့အခါကျတော့ခန္ဓာကြီးရှိနေလို့ဒုက္ခကြုံနေသေးတော့လဲနောက်ထပ်ဒီလိုဒုက္ခကြုံရမယ့်ခန္ဓာမျိုးရเสียအကြောင်းမရှိတော့ဘူးရเสียအကြောင်းမရှိသည့်အတွက်ကြောင့်ခန္ဓာမရှိသည့်အတွက်ကြောင့်ခန္ဓာနဲ့စပ်ပြီးတော့ဖြစ်ပေါ်လာမဲ့ဒီခန္ဓာပေါ်မှာစပြီးတော့ဖြစ်ပေါ်လာတဲ့ဒီကိလေသာဆိုတဲ့ကိလေသာဝတ်တဏှာကပါလာတဲ့စိတ်ရဲ့အညစ်အကြေးတွေဒီတက္ကန္တကိုဖြည့်ဆည်းပြလိုက်နိုင်တာနဲ့တပြိုင်နက်ကာမဝတ်ဆိုတဲ့မိမိတဏ္ဍမှာ online ဖြစ်နေတဲ့ကံတွေဟာအလို့အလျောက်ဘဝတစ်ခုကိုထုတ်လုပ်နိုင်စွမ်းမရှိတော့ဘဲနဲ့ဒီကံရဲ့စွမ်းအားတွေရော့ကျသွားပြီးနောက်ဆုံးအကြောင်းကံတွေလည်းကုန်သွားတယ်ကိလေသာကုန်သွားသည့်အတွက်ကြောင့်အကြောင်းကံတွေလည်းကုန်သွားတယ်ရရှိထားတဲ့ခန္ဓာကိုယ်ကြီးကလည်းအချိန်တန်တဲ့အခါကျတော့နောက်ဆုံးပိတ်ချုပ်ငိမ့်သွားတယ်နောက်ထပ်ဆက်เสียမရှိတော့ဘူးဒုက္ခဆိုသမျှထောက်ပြเสียဘာမှမရှိတော့ဘူးအမည်နာမခေါ်เสียဘာမှမရှိဘူးမလိုချင်တဲ့မမြဲတဲ့အရာတွေအားလုံးဟာချုပ်ဆုံးသွားပြီးတော့အငြိမ့်တတ်ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရတယ်လို့ဒါဗုဒ္ဓဘာသာမြတ်စွာဘုရားဟောကြားတဲ့တကယ်ကျင့်စဉ်ဟာဒီတိုင်းပဲသွားတယ်စိတ်ဖြူစင်မှုကိုအကြောင်းပြုပြီးမှဒါတွေဟာလုပ်လို့ရတယ်ဆိုတာဒါကြောင့်မို့ contemplation ဆိုတဲ့ meditation ဟာအသက်အရွယ်မရွေးဘယ်ပုဂ္ဂိုလ်ပဲဖြစ်ကျမ်းမာသူဖြစ်စေမကျမ်းမာသူဖြစ်စေစိတ်အလုတ်တတ်ဖြစ်တာဖြစ်သောကြောင့်မိမိစိတ်ကလေးမှာအကုသိုလ်တွေမဖြစ်ရအောင်အကုသိုလ်နဲ့ဆိုင်ရာတွေမတွေးတောအောင်ကောင်းတဲ့ဘက်အာယုန်နဲ့အစားထိုးပြီးတော့တွေးတောဆင်ញင်တာဟာ meditation လုပ်တာပဲဒါကြောင့် meditation ရဲ့သဘောကိုသိရှိနားလည်ပြီးတော့ကိုယ်တဏ္ဍာမှာအကုသိုလ်မဖြစ်အောင်တ
တတိဆောင်၍ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း